ဘုရားဟောတာလားပထမတစ်ကြိမ်မြားပြစ်ခံရရင်တဲ့ဖြစ်တဲ့လူရဲ့အပြစ်ဖြစ်ခြင်းဖြစ်မယ်ကိုကအဲ့ဒီမြားကိုမနှုတ်ပဲအဲ့ဒီမြားကြောင့်ခဏပြန်တွေးတယ်တစ်ခါထပ်တွေးရင်မချောင်းဖြစ်သွားတယ်နောက်တစ်ခါထပ်တွေးသုံးချောင်းဖြစ်သွားရင်နောက်တစ်ခါထပ်တွေးလေးချောင်းဖြစ်သွားရင်ဒါက psychological wound လေ emotional wound စိတ်တိုင်းအဲ့စိတ်တိုင်းရကြတော့အပြင်ကနေဖြစ်တာမဟုတ်ဘူးကိုယ့်ကိုပြန်ဖြစ်တယ်ဒါကြောင့်ပထမမြားကကိုယ့်အဖြစ်မဟုတ်ဘူးတဲ့ဒုတိယမြားတတိယမြားစတုထမြားအဲ့ဒါကြတော့ကိုယ့်အဖြစ်ပြန်ပြီးတော့အချင်းချုပ်မယ်positive emotion ရှိတယ် negative emotion ရှိတယ်အဲ့ဒီဟာကိုသိအဲ့ဒီဟာကိုဒါအမြင်မှန်ပဲကုသိုလ်ဖြစ်သွားပြီစာစကားနဲ့ပြောရင်တော့ကုသိုလ်စိတ်အကုသိုလ်စိတ်ဒီလိုခေါ်တယ် negative အတွေးကို negative emotion ကိုအကုသိုလ်စိတ် positive emotion ကိုကုသိုလ်စိတ်အဲ့ဒီဟာရှိရင်ဒါအမှန်ဒိဋ္ဌိဖြစ်ပြီတဲ့မှန်ကန်တဲ့အမြင်ရှိပြီ right view ရှိပြီမှန်ကန်တဲ့အမြင်ရှိပြီမိဇမနိကေအမှန်ဒိဋ္ဌိကိုဆိုတာဆက်ဖတ်ခြင်းနဲ့ဆိုဖတ်လို့ရတယ်နောက်တစ်ခုကဘာတော့ဆိုတော့ကိုယ့်ရဲ့စိတ်နေစိတ်ထားက consequences တွေရှိတယ်ဆိုတဲ့အတွေ့ပါဒီအသိ negative အတွေ့ရှိတယ်ဆိုရင်အခါရဲ unhappiness စိတ်ထဲမှာမကြည်မသာမပြောမရှင်ဖြစ်တဲ့ဟာအဲ့ဒီ consequence လိုက်လာစိတ်ထဲမှာကိုကစိတ်ထားတတ်တယ်ဆိုရင်လည်းအဲ့ဒီ unhappiness မပြောရှင်တဲ့ဟာကမဖြစ်ဘဲနဲ့စိတ်ထဲမှာနေတာထိုင်တာရှိအဲ့ဒီလိုသူကအကျိုးတွေလိုက်လာအဲ့ဒီလိုအကြောင်းနဲ့အကျိုးနဲ့ဖြစ်နေတာကိုတော့ကံတရားလို့ကံတရား karma ဆိုတာဒါပဲကံတရားအကြောင်းနဲ့အကျိုး cause and effect is the law of cause and effect ဒါကြောင့်ဒီအသိဝင်တဲ့အခါမှာ the law of cause and effect ကိုက manage လုပ်နိုင်တယ် control လုပ်နိုင်တယ်ကိုယ့်လက်ထက်မှာရှိကိုယ့်လက်ထက်မှာရှိဒီအသိလေးရှိရင်ကုသိုလ်ဖြစ်ပြီးဆိုတာဒုက္ခတတိထားမိတယ်အတိလေးပဲကျောင်းတော့တတ်တဲ့ခါမှလည်းပဲဒုက္ခကိုတတိထားမိတယ်စာမတက်ဘူးဆိုရင်ဒုက္ခဖြစ်တယ်မလောက်ခါကောင်းကောင်းမရှိဘူးဆိုရင်ဒုက္ခဖြစ်တယ်အဲ့ဒီဒုက္ခကိုဖြေရှင်းခြင်းတဲ့စိတ်နဲ့အလုပ်တွေထားတယ်ကြစားတွေကြိုးစားတယ်အဲ့လိုလုပ်တယ်အချင်းချင်းပြုစုတဲ့ခါလဲဒီတိုင်းပဲနေ့စဉ် breakfast လုပ်တယ် lunch လုပ်တယ်dinner လုပ်တယ်စားစရာတောက်စရာလုပ်တဲ့ခါမှာဒီခန္ဓာကိုယ်ဒုက္ခရောက်မှာဆိုလို့အဲ့ဒီအစားအသောက်ကိုလုပ်ပါစားတော့ဖြစ်စီအဲ့ဒါဆိုကုသိုလ်ဖြစ်နေတာဈေးသွားဝယ်လေကုသိုလ်ဖြစ်မိဖို့ကြောင့်လည်းမှာစားစရာတောက်စရာဖြစ်စီနေကုသိုလ်ပဲဖြစ်နေကိုစားဖို့အတွက်ဖြစ်တာကုသိုလ်ဖြစ်နေတာဒီကုသိုလ်ပို့ပြီးတော့ကြည်အောင်ဆိုရင်တော့ခရောင်းကပြောတယ်တခြားလူတွေအတွက်ပါတွေးပြီးတယ်ဒီရေးအကြောင်းဘုံဘုံပြောပြီးပြီတဲ့ကုသိုလ်တစ်ခုလုံးအတွက်တွေးတယ်ဆိုရင်တော့အဲ့ကုသိုလ်ကသိကြည့်ပါဒါကိုယ့်ရဲ့တဲ့ကုသိုလ်ဖြစ်နေပြီသူများရဲ့ university ဒါမှမဟုတ်ဘေးအလူတွေဘေးသားလူတွေတို့တွေရေပြတ်တာမရှိအောင်ဘယ်လိုလုပ်ရင်ကောင်းမှာတော့အဲ့လိုတွေးဆိုတော့ကုသိုလ်ဆက်ကပို့ပြီးတော့ခြေပြတ်မှာကိုခြေပြတ်ကို breakfast လုပ်တယ်ဒီခန္ဓာကိုစားရဲဆိုရင်မနေနိုင်ဘူးဒီခန္ဓာကိုယောဂဖြစ်တယ်ဒါကြောင့်အာဟာရလည်းလိုတယ် vitamin A nutrition တွေ calorie တွေဒါလိုတယ်ဒါကြောင့်ကြည့်ရမဆိုပြီးတော့အဲ့ဒီအသီးကလေ10မိနစ်လောက်ပဲကြာကုသိုလ်ဖြစ်သွားတာအဲ့ဒီတက်ပို့ပြီးတော့ကြီးကိုကုသိုလ်ပို့ပြီး
ပြီးတော့ကြီးမားစေချင်တယ်ဆိုရင်တော့ကိုအိမ်နီးနားချင်းတွေလေကို neighbors ဘောသူတို့လည်းပဲဒီလိုဒီချင်းဆိုရင်ပိုက်စာနေကြမှာသူတို့လည်းဒီလိုပဲချက်ပြုတ်စားတော့ကြအဲ့ဒီအတိလေးဝင်